ဂျာကြီးပဲလေဘလို့လို့ကွန်ပလိန်းတရဲမှာလဲ तू ကသူ့အာနာနဲ့အမြဲအဲ့လိုလုပ်နေကြရုံးထဲမှာလဲလေသူ့ပြောရဲဆိုဘူးမှမရှိဘူး तू လုံးသမျှအောင်ငြိမ်ခံနေရတဲ့ကောင်မလေးမှာရုံးထဲမှာအများကြီးပဲဒါနဲ့ငါကရွှေစင်ကိုပြစ်ပြီးလို့ပြောပြရနော်ဟေးမမင်းဘလို့တော့ဂျာကြီးဟေးမမရွေပါဘူးဂျာကြီးဟေးမတောင်းတော်ရရပါနောက်နေ့ကစပြီးမင်းရုံးလာကြမလို့တော့ဂျာကြီးဟေးမတောင်းမှမှာလဲစောင့်ပါအောင်နောက်နေ့စားပြီးတော့ဒီမှာအလုပ်လာမလုပ်နေရနော်ညီမလေးဒါစီနီယာတယောက်ဖြစ်လာမယ်ဆိုရင်ညီမလေးရဲ့ဂျူနီယာတွေကိုညီမလေးဘယ်လိုဆက်ဆံမှာလဲညီမကစီနီယာတယောက်ဖြစ်လာရင်ညီမရဲ့ဂျူနီယာတွေကိုအလုပ်အကြောင်းတေချာသင်ပေးမယ်အလုပ်အကြောင်းလည်းပိုနားလည်လာအောင်တေချာလေးလက်တွဲခေါ်ပေးမယ်သူတို့ကိုလည်းနေရာပေးမယ်ရှင်ဒါဆိုလို့ရှိရင်ညီမလေးနောက်နေ့ကနေစပြီးအလုပ်လာဆင်းလို့ရပြီစီနီယာတယောက်အနေနဲ့ညီမလေးကိုအမအကျိုးဆိုပါရဲ့လို့တကယ်လို့ဒီကြားထဲမှာမတိရရှိရမျိုးအခက်အခဲရှိရမျိုးဆိုလို့ရှိရင်အမကိုအချိန်ရွေးလာပြီးတော့ဖွင့်ပြတိုင်မယ်လို့ရရင်နော်ဟုတ်မမကအရန်ကောင်းတာပဲညီမလေးဂျူနီယာတယောက်အနေနဲ့အကောင်းဆုံးအလုပ်လုပ်ပြီးစူးစမ်းသွားပါမယ်ရှင်ကျေးဇူးတင်ပါတယ်နော်မညီမလေးကလည်းအလုပ်ကိုစူးစမ်းသလိုအမလည်းစီနီယာကောင်းတယောက်ဖြစ်အောင်လို့အကောင်းဆုံးစူးစမ်းတော့ပါမယ်နော်စီနီယာရဲ့ထူးခြားချက်များဇာတ်လမ်းလေးကတော့ပြီးဆုံးသွားပါပြီ။ဒီဇာတ်လမ်းလေးကတော့လုပ်ငန်းခွင်စီနီယာဂျူနီယာဆက်ဆံရေးကိုပတ်ဝန်းကျင်မှာရှိနေတဲ့ပုံစံတွေတိုင်းထင်သာမြင်သာရှိအောင်ဖော်ပြထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကတော့လုပ်ငန်းခွင်မှာကြီးနိုင်ငံချင်းမလုပ်ပဲအပြန်အလှန်လေးစားမှုရှိရန်နဲ့မိန်းကလေးအချင်းချင်းကိုချင်းစာပေးကြဖို့ပညာပေးသဘောမျိုးနဲ့တင်ဆက်လိုက်ရခြင်းပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကို main sponsor အနေနဲ့အဓိကကူညီပံ့ပိုးပေးတာကတော့ရှုရအမျိုးသမီးလစဉ်သုံးတဲ့မိန်းမကိုတန့်စင်ဆေးရည်မှာဖြစ်ပြီးတော့ဒီဇက်လန်လေးကအမျိုးသမီးတွေကိုအဓိကရည်ရွယ်ရိုက်ကူးထားတဲ့ဇက်လန်လေးဖြစ်ပါတယ်။အမျိုးသမီးလေးများအတွက်ဓမ္မတာအချိန်ခါမှာဂရုစိုက်ပေးကြဖို့နဲ့ကိုချစ်သူအတွက်တကူရီသုံးမိမကိုတန့်စင်စေးရည်နဲ့အမျိုးသမီးလားစင်သုံးတို့ဝယ်ပေးတာကရှက်စရာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုထပ်ပိုင်ကဒီဇက်လန်လေးထဲမှာအရန်ချစ်တဲ့ချစ်သူအဖြစ်ဥပမာပေးပုံဖော်သွားပါတယ်။ထပ်ပိုင်လိုမျိုးကိုချစ်သူပေါ်အရန်ဂရုစိုက်တဲ့အကောင်လေးမျိုးရရှိပိုင်ဆိုင်နိုင်စေဖို့အမျိုးသမီးလေးများကိုစုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။လုပ်ငန်းခွင်ဝင်နေရတဲ့အမျိုးသမီးလေးအနေနဲ့ဓမ္မတာပန်းပွင့်လန်းတဲ့အချိန်မှာအမျိုးသမီးလားစင်သုံးကို၄နာရီခြားတစ်ခါလဲဖို့အချိန်တစ်ခုပေးရန်မိလျော်သွားတတ်ကြပါရဲ့ဒီလိုဆိုလို့ရှိရင်တော့အမျိုးသမီးရဲ့တအိမ်ကျမ်းမာရေးကိုရေရှည်မှာစိုးရိမ်ရနိုင်ပါတယ်ဒီလိုအတွက်ဆိုရင်တော့ရှူရရဲ့18နာရီကြာဘက်ထရီယာပေါက်ဖွားမှုကိုကာကွယ်ပေးနိုင်တဲ့အမျိုးသမီးလားစင်သုံးကိုအသုံးပြုဖို့အတွက်လိုအပ်နေပါပြီရှုရလာစဉ်တုန်းက18နာရီဘက်တီးရီးယားပေါက်ပွားမှုကိုအပြည့်အဝကောက်ကပ်ပေးနိုင်တယ်ဆိုတဲ့အချက်ကိုစင်ကာပူနိုင်ငံမှာရှိတဲ့နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းကနေရရှိထားတဲ့ TUV certificate များကသက်သေပြုနိုင်ပါတယ်။ရှုရအမျိုးသမီးလာစဉ်တုန်းအထုပ်တိုင်းမှာမိမိကိုကျန်းမာရေးကိုစစ်ဆေးတဲ့ test kit ပါဝင်တာကြောင့်မိမိကိုယ်တိုင်လည်းအလွယ်တကူစစ်ဆေးနိုင်ပါတယ်။အမျိုးသမီးတွေမှာလည်းကိုယ်ပိုင်အခွင့်အရေးရှိတာကြောင့်အမျိုးသမီးတွေရဲ့တကူရီတန့်ရှင်းမှုနဲ့ပတ်သက်ပြီးတော့ကိုယ့်ပတ်ဝန်းကျင်မှာအပြစ်တင်ရှုံချရတာမျိုးတွေတွေ့ခဲ့ရင်လည်းအမျိုးသားတွေအနေနဲ့ကာဝယ်ပေးဖို့ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။အမျိုးသမီးတွေရဲ့ထိုကာလမှာစိတ်ခံစားချက်အစဉ်ဟာအရန်ကိုနှုတ်နေတာကြောင့်အမျိုးသားတွေအနေနဲ့ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ရှူရမှာအမျိုးသမီးလားစင်သုံးအပြင်မိမကိုတန်းစင်စီလည်းရှိပါတယ်။ဖောင်းတိုက်နဲ့ဂျေတိုက်ဆိုပြီးတော့ရွေးချယ်နိုင်ပါတယ်နော်။ V area လေးကိုဖြူစင်စေခြင်းနဲ့တင်းရစေခြင်းနဲ့ care and treatment လို့ FM မျိုးနဲ့ဂရုစိုက်ခြင်းနဲ့ဆိုရင်တော့တင်ဆိုင်လေးလို့အမြုပ်လေးနဲ့ထုတ်လုပ်ထားတဲ့ Foamy Feminine Wash လေးကိုရွေးချယ်သင့်ပါတယ်ရှင်။ V area လေးကိုတန့်စင်မှုအတွက်ရည်ရွယ်ပြီးခဲနံဟိုင်ချင်းဖြစ်စေခြင်းနဲ့အသုံးပြုပြီးရတဲ့ပေါ့ပါတန့်ရှင်းတဲ့ခန်းစားချက်ကိုလည်းရခြင်းနဲ့ budget စီလည်းဖြစ်ခြင်းနဲ့မိမလာလေးတို့အတွက်ဆိုရင်တော့အရွက်လေးတွေတဦးတဖူလေးနဲ့ထုတ်လုပ်ထားတဲ့ Daily Feminine Wash ဂျဲတိုက်လေးကိုရွေးချယ်သင့်ပါတယ်ရှင်။ရှူရရဲ့ထုတ်ကုန်တွေကို City Mart, Ocean, Marketplace, ရွှေအိုးအစရှိတဲ့ဆိုင်များနဲ့မြို့နယ်တိုင်းမှာရှိတဲ့အယောင်းဆိုင်များမှာလည်းဝယ်ယူရရှိနိုင်တဲ့အပြင်ရှူရမြန်မာ Facebook page ရဲ့ Messenger မှာလည်းတိုင်ပင်ဆွေးနွေးဝယ်ယူနိုင်ပါတယ်ခင်ဗျာ။အမျိုးသမီးတိုင်းရွေးချယ်တဲ့ကျန်းမာရေးဖော်မော်ရှူရ